So finally I decided I will take this one for the autumn. And I want this one. This one. What do you think? Price 1,300. Yeah. Maybe how much is this? Hello guys, အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့မနက်တာပေါ့ဒီနေ့တာ routine ကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အခုမနက်ဘယ်နာရီရှိပြီလဲဆိုတော့6 နာရီ21တော့ရှိပြီ6 နာရီ21ဆိုတော့ကျွန်တော်လုပ်ပေးတဲ့ရက်တွေဆိုရင်ပဲဖြစ်ဖွင့်ရပဲဖြစ်မနက်ဆိုပုံမှန်တိုင်း6 နာရီတော့တာတယ်ပြီးကျွန်တော် trading လုပ်နေရဆိုတော့ trading ရဲ့ market ဘယ်လိုဖြစ်နေလဲဆိုတာရှယ်ခဏကြည့်တယ် overflow စင်ကိုရေတော့ခဏထည့်ထားတယ်ပေါ့နော်
လို့ဆိုရင်ခဏတက်ကြတယ်မကကတစ်ချက်ပါပြနေချက်ကြည့်လိုက်အောင်ပေါ့နော်ဘာလဲချက်လုံးရင်လေဆရာမြေနဲ့ဖွင့်နေကြဒီ YouTube မှာရှိတယ်အပေးမစမှာရှိမှလည်းတူတယ်ဆရာမြေနဲ့ဖွင့်နေကြဒီ Healing Vibe ပေါ့ Healing Vibe ပုံစံမျိုးတစ်ချက်အဲ့ဒါကိုကျွန်တော်မြေနဲ့ဖွင့်နေအဲ့ဒီချင်းလေးပေါ့နော်အဲ့ဒီချင်းကျွန်တော်မြေနဲ့ဖွင့်နေဆိုတော့အဲ့ဒီချင်းမြေနဲ့ဖွင့်နေဆိုတော့အဲ့ဆိုရင်ကျွန်တော်အရှင်ဝင်လို့ရမယ်ခရစ်တိုဘယ်နေနေရေပြီးတော့ရင်ဒီ forest ဘက်ကဖက်နေရေကိုကျွန်တော်အခုဒီ sticky note နဲ့ခဏမှတ်ထားပြီပေါ့နော်ပြီးတော့ကျွန်တော်ရေချိုးပြီးမနက်တိုင်းနှွေးလိုက်ပေါ့မနက်တိုင်းလောက်တာရှိတော့မနက်တိုင်းတော့နှွေးပြီးစားလိုက်ပြီးတခါတည်းဒီပတ်ထိုင်ပြီးတော့အရှင်ယူလို့ရမရဒီကြားလေး focus လုပ်မယ်ဒီကြားလေး analysis လုပ်မယ်ပြီးတော့ရင်ကျွန်တော်ဆရာရဲ့အင်တာနက်ကျန်နေမှလည်းတူတယ်အင်တာနက်ဆရာနဲ့တော့ဒီကဘယ်လိုဒီလားဆိုတာဆရာ analysis video ရေးတက်နေပြီဆိုတာဘာလဲမဆိုရင် focus ရမယ်တော့ပြီးတော့ရင် okay 2 3ပြီးတော့တော့ရှိတယ်ကျွန်တော်ဘယ်လိုသိတာပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးလုပ်မှာကဒီ trade action ဝင်လို့ရမယ့်ဖက်ကိုစစ်မယ်ပြီးသွားရင်ဒီ forest ပေါ့နဲ့ analysis လုပ်မယ်ဒီချိန်မှာကကျွန်တော်လုပ်တဲ့ page ဘက်ကရှိတော့ဟုတ်ပြီအဲ့ဒါဆိုရင်တော့အဲ့ဒါကျွန်တော်ရေချိုးလိုက်ပါအောင်မယ်ဗျာရေမချိုးခင်မှာတော့ကျွန်တော်အများအားဖွင့်နေတယ်出来搞。ကဲရေချိုးပြီးသွားပြီးသွားရင်ဒီနေ့ကျွန်တော်လုပ်စရာရှိတာကဗန်သွားရမယ်ပြီးသွားရင်ရက်ွက်ရုံသွားရမယ်ဗန်သွားမယ်ရက်ွက်ရုံသွားရမယ်ဟောတော့မှတော့မှကျွန်တော်10နာရီခွဲ7နာရီတော့မှဗန်လို့ရက်ွက်ရုံသွားမှဆိုတော့အခုလောလောဆယ်တော့ကျွန်တော်မနေ့ကစားဖို့ပြင်မယ်ပြီးတော့ရင်ကျွန်တော် trade ဝင်လို့ရမရကြည့်မယ်ကြတော့ဝင်လို့ရရင် trade action ဝင်မယ်ဝင်လို့မရအောင်ဆိုရင်ကျွန်တော် landing note တွေထပ်မှရှိတယ်အများကြီးပဲ3ခုလောက်ရှိတယ်ကျွန်တော်အဲ့ဒါလုပ်မယ်ပြီးတော့ရင်မရှိမဖြစ်ခိုးဟိလက်စေ coffee လေးပါပဲမနေ့ကဆိုရင်
coffee မပါရင်စားလို့မရလေကျွန်တော်ရမနှခင်ပိုင်းနေပါ Okay let's go Okay တော့အခုကျွန်တော်ရေမျိုးဖြုံမယ်ရေမျိုးတင်မယ်ပေါ့နော်ရေမျိုးတင်ပြီးသွားရင်ပြီးတော့ရင် copy ဖြုံမယ် let's go okay ဒါ coffee ရဘာလို့နေရထည့်Cool. Okay. So good. Wow. Okay. Good. Okay. Good. じゃあဒါဆိုရင်ကျွန်တော် analysis စလုပ်တော့မှာဖြစ်ပါတယ်
ခုဘယ်နိုင်ရှိပြီလဲဆိုတော့ ကျွန်တော်အဲ့ဒီနောက်မှာ trading analysis ကိုတနင်္လာနေ့နီးပါးလောက်လုပ်ခဲ့ပါတယ် မနေ့9နာရီခွဲဖြစ်ပါတယ်9နာရီပွဲဆိုတော့ကျွန်တော် trading platform ဒါရဲ့ အခုကတော့ဆင်လာ40ရှိပြီပေါ့နော်ရုပ်ွက်ရုံကျွန်တော်အဲ့ဒါသွားလို့မှဖြစ်ပါတယ်ကျွန်တော်ဇန်ရီကတော့ portion လုပ်ပြီးတဲ့ခါကျရင်ကျွန်တော် usual ဘန်ကိုရှယ်တော့မှာပေါ့နော် usual ဘန်သွားပြီးတဲ့ခါကျရင်တော့ဘာလို့မလဲဆိုတော့စလို့မှာပါဘာလို့မအောင်ဆိုတော့ကျွန်တော်အင်ဂျာတပုတ်ကြံနေရပေါ့နော်ဒီကတော့ကြံနေပြီးတော့ရင် trade action ယူဖို့ကျွန်တော်နည်းနည်းလေး focus လုပ်ထားပြီးတခုရှိတယ်အဲ့ဒါကိုပြန်ပြီး focus ကြလုပ်မယ် していただいて、国に到着してから3週間ぐらい経ったらこの封筒でご自宅の方に郵送されて、マイナンバーカードが市役所に届きましたのでというご案内を送らせていただきます。はい。そしたらこの、中身を読んでいただいて、これとあと今までのマイナンバーカードを持って、はい、でまたこちらに取りに来てください。かしこまりました。はい、という感じの流れになりますので、はい、よろしくお願いいたします。はい、ありがとうございました。じゃあこれもらいます、ね。はい、お願いします。はい、ありがとうございます。はい、お疲れ様です。ありがとうございました。ピーターマリ。まあ、どうなんだろう。ကျွန်တော်ရက်ွက်ရုံပြန်မှာကျွန်တော် ramen စားရပါတော့ ramen စားပြီးရင်တော့ကျွန်တော် usual သွားခဲ့တယ်ပြီးတော့ကျွန်တော်ခမကူရာဖျားကိုတောက်ဖို့အတွက်ပေါ့နော် office second street မှာတွားရွေးတယ် So finally I decided I will take this one for the autumn and I will take this one. What do you think? Price 1,300 and yeah. Maybe how much it is? Maybe how much it is? Maybe it's 1,300 and come on. So ramen စားပြီးတော့ second street တစ်ချက်ဝင်ကြည့်ပါတော့လည်းကျွန်တော်ပြတ်သွားပါလေ submit ပြကြရင်ခမကူတော့ This is my office. This is my office. 100 yen. Okay. Let's go to the shops. Hello, ကျွန်တော်အိမ်ပြန်ရောက်ပြီဆိုတော့
ကျွန်တော်ဘာလို့မှလဲဆိုတော့ရုံးဆိုကျွန်တော်ထပ်မဲ့အင်စာရှိတယ်ပြီးတော့စစ်မယ်ပြီးတော့ရင်ကျွန်တော်ဘာလို့ဝတ်ကြလဲရှက်ပေါ်တော့အန်ကဲဝင်လို့ရမလားရှက်ကြည့်မယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်ဂျပန်စာဆက်ပြီးတော့လေ့လာမခန်းကြီးကြက်မယ်အခုကတော့နေကင်းကျွန်တော်ဟိုရှင်ရထပ်သွားတာမနေ့ကထွက်သွားတော့ခုမှပြောင်းလာဆိုတော့ရှက်ချိန်က maybe now what I can see is တော့ကိုဗစ်ဆောင်တော့မလို့ပဲဒါပေမဲ့မိုးရွာမလားတော့မသိဘူးဝိုင်းမိုးရွာမှာဆိုတော့ကျွန်တော်တော့မလုပ်တော့ဘူးအဲ့တော့ဒီမှာပဲစားတော့မယ်ပေါ့နော်အိမ်မှာပဲစားတော့မယ်ဆိုတော့ပေးရဆိုရင်တော့ကျွန်တော်အပြင်ထွက်တာတိတ်မကြိုက်တဲ့ထဲမှာတော့ပါရပါတော့ဒါပေမဲ့တစ်ခုရှိတာကအရန်အရေးကြီးတဲ့ဗီဇာကိုရှင်းတို့မှာဇာညုခတ်တို့ကိုရှင်းမိုင်းနံပါတ်ခတ်တို့ကိုရှင်းမဖြစ်မနေသွားမဲ့အရာတွေဆိုရင်တော့ကျွန်တော်သွားတယ်ပေါ့နော်တခါလေတကယ်ကြတဲ့ဒိတ်တယ်ဆိုရင်တော့သွားတယ်အလုံးမမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တနေ့ကုန်လုံးအိမ်မှာအချိန်ဖြုံးဖြစ်တယ်ပေါ့နော်ပေးရမှာဆိုရင်ကျွန်တော်learning notes တွေရေးတယ်ပြီးသွားရင်ကျွန်တော်ထပ်မဲ့အင်စာတွေကိုထပ်တယ်ပြီးသွားရင်ကျွန်တော်ရဲ့ဒီ portfolio management အတွက်ဆရာပြောတဲ့ crypto လို့ analysis တွေပါလုပ်တယ်Thank you guys. See you in the next video.